ကျွန်တော်တို့ဘဝမှာအမြဲတမ်းရင်ပတ်ထဲသိမ်းထားတဲ့လူတစ်ယောက်တော့ရှိကြတာပဲလေအဲ့ဒီလူကဟိုးအဝေးကြီးမှာဖြစ်နိုင်တယ်လို့အနီးနားမှာလည်းဖြစ်ချင်ဖြစ်နေလိမ့်မယ်မခေါ်ရလဲဖြစ်တာပဲမတွေ့ရလဲရတယ်ပတ်သက်မှုဆိုတာထက်ရင်ပတ်ထဲကခံစားမှုတစ်ခုပါချစ်တာမချစ်တာကကြဲပြန့်လွန်းလို့မျက်နှာမှုပဲဆိုကြပါလို့တကူးတကကြီးနှုတ်မဆက်ဖြစ်ဘူးတခါတည်းလနဲ့ချီပြီးတော့စကားမပြောဖြစ်ကြအောင်မပြောပြရင်လည်းခဏလောက်ပဲလေသူနှစ်သက်တဲ့အရာတွေတွေ့ရင်တကယ်အခက်ခဲတွေကြုံရင်တတိယလိုက်တယ်ဒီလိုပါပဲရိုးရှင်းပါတယ်အမြဲတမ်းထုတ်မပြောဖြစ်တဲ့ရင်မထဲသိမ်းထားတဲ့ကျွန်တော်တို့ရဲ့တစုံတစ်ယောက်ပေါ့တနည်းအားဖြင့်တေးရပါသိမ်းထားရမယ်လူတစ်ယောက်ပေါ့လေ